ဘာကြောင့်ဖျားရှိခိုးရပါသလဲလို့ဆိုမြတ်စွာဘုရားဟာရှိခိုးထိုက်တဲ့အရေးချင်းတွေရှိလို့မြတ်စွာဘုရားကိုရှိခိုးတာမြတ်စွာဘုရားကိုရှိခိုးထိုက်လို့ရှိခိုးတယ်လို့လေးစားတိုက်လို့လေးစားတယ်အဲ့တော့ဘုရားကိုရှိခိုးတယ်ဆိုတာမိမိရဲ့စိတ်ဆန္ဒအရာတကယ်ကိုသီလအားဖြင့်ရောတမာတိအားဖြင့်ရောပညာအားဖြင့်ရောတကယ်ကိုထူးချွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်မြတ်ကြီးပဲလို့ဂုဏ်အရေးချင်းကိုသိပြီးတော့ရှိခိုးတာ respect ပေးတာဒါကြောင့်ဒီရွယ်ချက်နဲ့တော့ဘုရားကိုရှိခိုးရတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့ရှိမခိုးရင်ငါငရဲကြီးမှလားရှိမခိုးလို့ရှိရင်ငါအကုသိုလ်တွေဖြစ်မှလားနော်အဲ့ဒါလို့ကြောက်ပြီးတော့သို့မဟုတ်ငါဘုရားရှိမခိုးဘူးဆိုငါ့ကိုအများကဲ့ရဲ့မှလားဆိုအဲ့ဒါမျိုးတွေကြောက်ပြီးတော့မလုပ်ရအောင်တကယ်ကတော့မိမိရဲ့စိတ်စေတနာမှန်မှန်ကန်ကန်နဲ့ဒီပုဂ္ဂိုလ်သူမြတ်ဟာတကယ်ကိုလေးစားလိုက်တဲ့ပုဂ္ဂိုလ်သူမြတ်ပဲဖြစ်တယ်အားလုံးကဒီလက်ဥချီမိုးရှိခိုးတာငါလည်းမြတ်စွာဘုရားကိုလက်ဥချီမိုးရှိခိုးမယ်ဆိုတဲ့မွန်မြတ်တဲ့အရာမှာထားပြီးတော့မွန်မြတ်တဲ့စိတ်နဲ့ရှိခိုးရတယ်မွန်မြတ်တဲ့စိတ်နဲ့ရှိခိုးဖို့လိုအပ်တယ်ပေါ့ရှိခိုးထိုက်လို့ရှိခိုးရတယ်လို့ဒီလိုပဲမှတ်